တကြီးကတက်ညာတို့အားဖြင့်သူ့နွားကိုရွာသားတွေကတက်စားစီဆိုပြီးအမိန့်ချလိုက်တယ်။ဒါနဲ့ငပြင်းလဲနွားကိုတက်စားရင်စားပါနွားတရေကိုတော့သူ့ကိုပေးပါလို့တောင်းတယ်။ရွာသားတွေကလည်းတရေကအရေးမကြီးတော့ပေးလိုက်တယ်။ငပြင်းလဲနွားတရေကိုပစိုးစုံနဲ့ထောက်ပိုးပြီးရွာကနေထွက်လာလိုက်တယ်။ခြေဦးတီယာသွားလိုက်တာတော့အုပ်တစ်ခုတည်းအဖက်မှာမိုးကချုပ်သွားတယ်။ဒါနဲ့နီးစက်ရညောင်ပင်ကြီးတပင်ပေါ်မှာတက်အိတ်လိုက်တယ်။ညလည်းနဲ့ရောသူအိတ်နေတဲ့ညောင်ပင်ကြီးအောက်မှာလူတစုရောက်နေတာတွေ့လိုက်ရတယ်။သူတို့အပြောအရအဲ့ဒီနယ်တဝိုက်မှာကြက်စားနေတဲ့ဓမြအုပ်စုဖြစ်နေတယ်။ဝေစုခွဲရင်အကြက်ထိုင်တောက်နေကြတယ်။ငပြင်းလဲကြောက်လန့်ပြီးခုအိတ်ထားတဲ့နွားတရေ6ကဓမြတဲ့ဘောကိုပြုတ်ကျသွားတယ်။ဓမြတွေလည်းညောင်ပင်ကတရေ6တဲ့ထင်ပြီးဘာမှမယူနိုင်ပဲပြေးပါလေရော။